အားလုံးမင်္ဂလာပါဒီနေ့ကျန်တဲ့စာလုံးလေးတွေထပ်ပြီးတော့ပါမယ်ထီမတင်ဒီအောက်ကနေအပေါ်ဘက်ကိုအမှန်ချစ်လို့လေအဲ့ဒါကိုထီပြီးတော့ဟင်းကုန်းဟင်းဆိုတာဒီတိုင်း vertical ကုန်းဆိုတာအချိတ်လေးနော်ပြီးတော့ဟင်းကျဒီတိုင်းရေပြင်ကြီးသွားတယ်ပြီးတော့အချိတ်လေးမဟုတ်ပဲဒီလိုနည်းနည်းလေးရှည်ရှည်လေးနော်ဟင်းကျကုန်းဒါခုနဟင်းကျကိုပဲအချိတ်လေးထည့်လိုက်တာဟင်းကျကုန်းကျဆိုတာတောင်ချိုးလေးကိုပြောတာနော်ဒါဟင်းဖြဲရှေ့ရဗီဒီယိုမှာပါတယ်လွင့်ပစ်ဒီဆိုတဲ့အဓိပ္ပာယ်ရတဲ့ဖြဲကိုနော်ဟင်းဖြဲဒါလေးကိုအများကြီးရေးပြမယ်နော်ဟင်းဖြဲဥပမာလေးနဲ့ရေးပြတော့ပါမယ်နော်တရုတ်စလုံးဥပမာလေးနဲ့ဟင်းကျ一点一撇习练习ရဲ့习练习ရဲ့အဓိပ္ပာယ်ကတော့လေ့ကျင့်တာပေါ့နော်ဒါ习ဟင်းကုန်းရဲ့ဥပမာကိုကြတော့ရှယ်နဲ့ရေးပြထားတာနော်ရေးရမှာတော့ရှယ်ဆိုတာရေးတာလို့အဓိပ္ပာယ်ရတယ်နော်一撇一横沟一横折沟အဲ့ဒီကမတင်ရသေးဘူးနော်ရှယ်ရေးဒီလို့အဓိပ္ပာယ်ရပါတယ်နော်ဒါလေးတွေကတက်တက်လေးဖြစ်ရမယ်နော်ပြီးရင်ဟင်းကျရဲ့ဥပမာကြတော့ခုတ်ဆိုတာအပေါက်ဥပမာ出口ဆိုရင်ထွက်ပေါက်入口ဆိုရင်ဝင်ပေါက်ဟင်းကျကုန်းရဲ့ဥပမာကြတော့ရွက်ဆိုတာလှနေလှရဲ့လှနော်ရွက်一撇ဟင်းကျကုန်း一横两横ရွက်နောက်ဆုံးတစ်လုံးဟင်းဖြဲဥပမာလေးကဟင်းဖြဲ一နာရုပ်ရဲ့အဓိပ္ပာယ်လေးကတော့ again ပေါ့လိုက်လေးချင်းကြည့်ပါအောင်နော်